ဘန်နဲ့ကွန်တို့နှစ်ယောက်ကတော့ water slide တွေရှိတဲ့ကစားကွင်းကိုရောက်နေကြပြီးအရန်အောင်မှာပဲပျော်နေကြပါတယ်။ဒါမဲ့အလုပ်သမားတစ်ယောက်ကဘန်အောင်အရက်ပူနေလို့ဆိုပြီးစော့ခွင့်မပေးပဲတားမြစ်နေပါတယ်။ဂွမ်လည်းဘန်အောင်လှောင်ပြီးတယောက်လည်းသွားစော့ခဲ့ပါတယ်။အဲ့နောက်ဘန်လည်း Ridge အတွင်ကိုပြောင်းပြီးဝင်ဖို့လုပ်ပေမဲ့နာရီကအရင်လိုမဟုတ်ပဲအီလီယန်ပြောင်းမရဖြစ်နေခဲ့ပါတယ်။ဘန်လည်းဒလက်ဇက်နှိမ့်နေရကြောင်းအီလီယန်တော့ပြောင်းသွားခဲ့ပါတယ်။ဒါမဲ့ Ridge မဟုတ်ပဲ Grey Matter ဖြစ်သွားခဲ့ပါတယ်။ဘန်လည်းလူကောင်ကြီးရင်လို့ Ridge အတွင်ပြောင်းမယ်ဖြစ်သွားတာကတော့အရန်အောင်မှာတင်လုံးနဲ့ Grey Matter ဖြစ်သွားတာကြောင့်လူအုပ်ကြားတဲ့အနည်းမခံအောင်တော့ရှောင်ရှားနေခဲ့ရပါတယ်။အဲ့နောက်လူတယောက်ကဂိတ်ဆောင်အောင်ဂျိုသားရဲ့အကြောင်းပြောနေပြီးအဲ့ချိန်ဘန်အောင်တွေ့သွားကြောင်းဘန်လည်းပုံနေခဲ့ပါတယ်။အဲ့နောက်ဘန်လည်းဂွမ်ရဲ့အနာကိုရောက်သွားပြီး slide စီးပါတော့တယ်။မျက်မှန်နဲ့လူကလည်းဘန်အနာကိုလိုက်လာခဲ့ပါတယ်။အဲ့နောက်ဂွမ်ခိုးစောဖို့အတွက် Omnitrix ကိုတုံးတာအဖိုးမတ်စတာသိရင်စိတ်ဆိုးလိမ့်မယ်လို့ပြောတာထွက်လာခဲ့ပါတယ်။အဲ့ချိန်မျက်မှန်နဲ့လူကနောက်ကပေါ်လာပြီးသူ့နာမည်ကြီးဖို့အတွက်ဘန်ကိုဖမ်းခေါ်သွားခဲ့ပါတယ်။ဘန်ကလည်းဂွမ်ကိုအသေးတန်အုပ်ခေါ်နေပြီးဂွမ်ကလည်းတွေ့သွားကြောင်းမျက်မှန်နဲ့လူလည်းအသေးတန်ပြေးပါတော့တယ်။ဂွမ်ကလည်းအသေးတန်လိုက်နေပြီးဘန်ကိုကားပေါ်တင်ပြီးမောင်းပြေးသွားကြောင်းနောက်ကောက်ကြကျင်ခဲ့ပါတယ်။အဲ့လိုနဲ့မျက်မှန်နဲ့လူလည်းသူ့ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။အဖိုးမတ်နဲ့ဂွမ်ကတော့ဘန်ကိုလိုက်ရှာနေခဲ့ပါတယ်။ဘန်ကိုတော့ဖန်မလင်းလေးလေးမှာထည့်ထားပြီးဘယ်ကလာလဲဘာညာမင်းနေခဲ့ပါတယ်။အဲ့တော့ Mr. Hong ဆိုတဲ့သူကိုဆက်သွယ်ပြီး Grey Matter အကြောင်းပြောပြနေပါတယ်။ Mr. Hong ကလည်းမျက်မှန်နဲ့လူကိုသူ့အဖွဲ့အစည်းရဲ့ထိအိမ်မဲ့ပြောကမျက်မှန်နဲ့လူအိမ်ကိုကားတစ်စီးလွှတ်ပေးလိုက်ပါတယ်။ဘန်ကတော့စိတ်ညစ်နေပြီးအဲ့ချိန်အကြံတစ်ခုရကြောင်အောင်များခေါ်ပြီးဖန်မလင်းခွဲအောင်လောက်ကလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့မျက်မှန်နဲ့လူလည်းဘန်မရှိတော့တာကိုသိသွားကြောင်းအသေးတန်လိုက်ရှာခဲ့ပါတယ်။အဲ့နောက်ဘန်လည်းဂွမ်စီကိုဖုံးလန်းဆက်ပြီးသူရှိရဲ့နေရာကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ဘန်လည်းမှန်အောင်လက်နဲ့ထိမိသွားကြောင်းအလန်းပေးတဲ့ system တွေပေါ်လာခဲ့ပါတယ်။ဖုံးကလည်းအောက်ကိုပြုတ်ကျသွားပြီးကွဲသွားကြောင်းဂွမ်နဲ့လည်းအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။အဲ့ချိန်မျက်မှန်နဲ့လူကရောက်လာပြီးဘန်အောင်လိုက်ဖမ်းပါတယ်။ဘန်ကလည်းအသေးအတန်ပြေးလွှားနေရပါတယ်။ဘန်လည်းနီးမျိုးစုံနဲ့နေရာစုံကိုပတ်ပြေးနေပြီးနောက်ဆုံးမှာတော့ဘန်အောင်မိကုံငွေနဲ့မှိုင်းတိုက်လိုက်တာကြောင့်ဘန်လည်းအသက်ရှူရချက်ပြီးစမပြေးနိုင်တော့ကြောင်းဖမ်းမိသွားခဲ့ပါတယ်။အဲ့တော့ဘန်အောင်မန်မောင်နဲ့ထည့်ထားခဲ့ပြီး Mr. Hong ရဲ့အဖွဲ့သားရောက်လာကြောင်းဘန်အောင်မျက်မှန်နဲ့လူပါခေါ်သွားခဲ့ပါတယ်။ဘန်တို့ကလည်းအိမ်မာပြီးရှာနေကြပါတယ်။အဲ့ချိန်သူတို့ရှိရအိမ်ကနေမျက်မှန်နဲ့လူကိုတွေးလိုက်တာကြောင့်အဖိုးမတ်တို့လည်းလိုက်ဖို့လုပ်ပါတယ်။မျက်မှန်နဲ့လူရဲ့ဖုန်းကကြကြံခဲ့တာကြောင့်အဖိုးမတ်တို့လည်းနောက်ဆုံးခေါ်ခဲ့တဲ့ဖုန်းနံပါတ်ကိုခြေရခံပြီးလိုက်သွားခဲ့ပါတယ်။ဘန်တို့ရဲတဲ့တစ်ခုစီခေါ်လာပြီးအထဲရောက်တော့ Mr. Hong ကဘန်အောင်တော့ယူထားပြီးမျက်မှန်နဲ့လူကိုတော့အပြင်မောင်းထုတ်ကန်ချကအမျက်ထုတ်ပါတယ်။ဘန်အောင်တော့ခွဲစိတ်စမ်းသပ်ဖို့အတွက်ခေါ်သွားခဲ့ပါတယ်။အဖိုးမတ်နဲ့ဂွမ်ကတော့ရဲတိုက်ကြီးစီရောက်လာပြီးဘန်အောင်ရှာဖို့အကြံစီထုတ်နေကြပါတယ်။ Mr. Hall ရဲ့အဖွဲ့အစည်းကဂျိုသားနီးပညာတွေစုဆောင်းမှုဖွဲ့ထားတဲ့လှုပ်ဝက်အဖွဲ့အစည်းတစ်ခုပဲဖြစ်တယ်လို့အဖိုးမတ်ကပြောပါတယ်။အဖိုးမတ်တို့ကလည်းအထဲကိုဝင်လာပြီးဘန်အောင်လိုက်ရှာဖို့အရင်တိုက်ခိုက်ရပါတယ်။တစ်ဖက်မှာမျက်မှန်နဲ့လူကလည်းတင်းသွားပြီးအထဲပြောင်ဝင်ကအလုသမားရောင်ဆိုပြီးဘန်အောင်တော့ပြန်ခဲ့ပါတယ်။အဲ့ချိန် Mr. Hall ရဲ့လူတွေရောက်လာပြီးမျက်မှန်နဲ့လူကိုတိုက်ခိုက်ပါတယ်။ဘန်ကတော့အသေးတန်တယောက်တည်းပြေးလာရင်ဂွမ်နဲ့တွေ့ကအပြင်ကိုပြန်ထွက်ဖို့လုပ်ကြပါတယ်။အဲ့ချိန်ဂျိုသားနီးပညာတွေထည့်ထားတဲ့အခန်းထဲကိုဝင်ပုန်းမိသွားပြီး Mr. Hall ကလည်းတိသွားကြောင်းဘန်တို့ကိုလိုက်ရှာခဲ့ပါတယ်။အဲ့နောက်ဘန်အဆောက်အုံကြီးကိုဖျက်ဆီးဖို့ကြံရွယ်လိုက်ပါတယ်။အဖိုးမတ်ကတော့ defend ပေးနေပြီးဘန်ကတော့ power grid တွေကိုသူဝင်နိုင်ရင် hypercore နဲ့ capacitor ကိုချိတ်ဆက်နိုင်ပြီးပောက်ကွဲမှုတစ်ခုပြုလုပ်နိုင်မယ်လို့ပြောကဂွမ်တို့ကိုအပြင်ထွက်ခိုင်းလိုက်ပါတယ်။ Mr. Hall ကလည်းအဲ့ဒါကိုသိတာကြောင့်သူ့လူတွေအကုန်လုံးအပြင်ထွက်ဖို့ပြောလိုက်ပြီးမျက်မှန်နဲ့လူကိုပဲထားခဲ့လိုက်ပါတယ်။အဲ့ချိန်ဘန်ကငကိုမူလာတိုင်းပြပြသွားတာကြောင့်မျက်မှန်နဲ့လူတွေကြောင်နေပြီးဘယ်ကနေရောက်လာလဲလို့မေးနေခဲ့ပါတယ်။တစ်ဖက်မှာဘန်ကလည်းလက်ညက်နေရကြောင်းတိုင်ပတ်နေခဲ့ပါတယ်။အဲ့ချိန်မျက်မှန်နဲ့လူကပဲကဲပြီးနှစ်ယောက်သားအဆောင်အောင်အပြင်ဘက်ကိုပြေးထွက်လာခဲ့ကြပြီးအဆောင်အောင်ကြီးလည်းပျက်စီးသွားခဲ့ပါတယ်။မျက်မှန်နဲ့လူကတော့သူ့ရဲ့ဂျူသားကောင်လေးကိုတွေ့မိကြသည်လားလို့မင်းနေပေမဲ့ဘန်တို့ကတော့ဦးကြောင်ကြောင်လုံးနေနေပဲခရီးဆက်ထွက်လာခဲ့ကြပါတယ်။အဲ့တော့ဘန်ရဲ့လက်ဘက်ကလည်းပုံမှန်လိုမဟုတ်ပဲပျက်စီးခြင်းလိုဖြစ်နေရကြောင်းဂွမ်ကတော့ပြန်ပြင်ရအောင်မယ်လို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာ Mr. Hall ကလည်းဘန်တို့ရဲ့အကြောင်းတွေကိုစုံစမ်းခိုင်းထားလိုက်ပါတယ်။